အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ Man United ရဲ့ Brentford နဲ့ပွဲမတိုင်ခင်သတင်း update လေးကိုပြောပြချင်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့တိကခန့်စမှု Harry Maguire တော့သူ့ရဲ့နှစ်ပွဲပဲခံထားတဲ့အခြေအနေကနေပြန်ပြီးတော့မှလွတ်မြောက်လာပြီဖြစ်တယ်ပေါ့နော်အဲ့တော့သူကဒီနေ့ပြောင်းဖို့နဲ့ပွဲမှာပြန်ပါမယ်လို့သိရတယ်ဒါပေမဲ့ဒီစနိုမန်တီတက်ကတော့ဆက်ပြီးတော့မှဘန်ခံထားရတာဖြစ်လို့ကြောင့်မလို့နောက်တစ်ပွဲဆက်ပြီးတော့မှဘန်ခံရအောင်ပါဖြစ်ပါတယ်နောက်တစ်ယောက်ကကျတော့မာတီယက်တီလက်ကကျတော့သူကလည်းပဲ training တော့ပြန်ပါလာပြီဒါပေမဲ့အခုထိတော့squad ထဲကိုပြန်မရောက်သေးဘူးပေါ့နော်။လန်နီယိုတို့ကတော့သူ့ဟာကဘာမှသတင်းအတိအကျမသိနိုင်ဘူးပေါ့နော်။သတင်းအတိအကျမသိနိုင်ဘူးဆိုတာကသူ့ရဲ့ availability ဖြစ်မဖြစ်ဆိုတာကကျွန်တော်တို့ဒီနေ့ည squad ထွက်လာမှာပဲသိမှာဖြစ်ပါတယ်။နောက်တစ်ယောက်ဖြစ်တဲ့မာတီယက်ကွန်ညာလည်းဒီနေ့ညမှာပါဝင်ကစားဖို့မတိကြဘူးလို့ကြားတယ်ပေါ့နော်အဲ့တော့အချိန်ကြီးကတော့United ရဲ့ squad ဟာပုံမှန်ပြန်ပြီးတော့မှမဖြစ်သေးဘူးလို့ကျွန်တော်တို့ကပြောလို့ရပါတယ်မနေ့ကစားခဲ့တဲ့ U21 League 2 ရဲ့ quarter final မှာခြေစွမ်းပြခဲ့ကြတဲ့ Shea Lacy ချီတို OB နဲ့ Jack Fletcher တို့ကတော့ဒီနေ့ညမှာပါဝင်လာနိုင်မလားဆိုတာမသိဘူးပေါ့နော်ဒါပေမဲ့တခုတော့ရှိတယ် Shea Lacy ကတော့သူကအရန်ကုန်မှာပါဝင်လာမယ်လို့ကျွန်တော်တို့သိထားရတယ်နောက်တစ်ချက်ကကျတော့သူတို့တွေပါဝင်လာခြင်းက United Squad ကိုပို့ပြီးတော့အင်အားတောင့်တင်းသွားစေမလားဆိုတာကတော့အတော်ကိုအတန်တရားဖြစ်စရာကိစ္စတစ်ခုပေါ့နော်ဒါတိတ်ပြီးမှUnited Squad ကိုအပြောင်းလဲမဖြစ်စေဘူးပေါ့နော်လူငယ်တွေနဲ့ပွဲထွက်လာမဲ့ဒီနေ့ပွဲဟာတော်တော်လေးမြန်မြန်ဆိုင်ဖြစ်သွားမယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်ဘရန်ဖူနေနဲ့ကြည့်မယ်ဆိုရင်လည်းပဲလာမဲ့ဒီပွဲကိုသာနိုင်လိုက်ရင်အဆင့်6ထိအောင်ရောက်သွားမှာဖြစ်တဲ့ကြောင့်မလို့သူတို့ဟာလည်းဒီပွဲကိုအနိုင်ကစားဖို့မျှော်လင့်မယ်တစ်ဖက်ကနေကျွန်တော်တို့ United ဘက်ကကြည့်ရရင်လည်းဒီပွဲဟာသူတို့အတွက်အဆင့်3ဆိုတာထက်ချန်ပီယံလိဂ်ဝင်ခွင့်ကိုဒီပွဲကိုနိုင်လိုက်ရင်တေချာတလောက်နီးပါးဖြစ်သွားမှာမို့လို့ဒီပွဲကိုအနိုင်ကစားဖို့ရှိတယ်အဲ့တော့အချိန်ကြီးကတော့အပြန်အလှန်တိုက်စစ်တီဖွင့်ကြလိမ့်မယ်ကိုများသွားနိုင်တယ်ဒါပေမဲ့ဒါပဲလားဆိုရင်လည်းမဟုတ်သေးဘူး United ကနိုင်ဖို့အသေးအတန်လုံနေတဲ့အခြေအနေတော့မဟုတ်ဘူးဒါပေမဲ့နိုင်ရင်တော့ကျွန်တော်ခဏနေပြောသလိုပဲ United ဟာ Champions League ဝင်ခွင့်အတွက်တေချာတဲ့နေရာတစ်ခုကိုရသွားနိုင်တယ်လို့ကျွန်တော်ကတော့ထင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်